ဒါကြောင့်မြတ်စွာဘုရားဟောတယ်မျက်မှောက်ဘဝမှာအခြေအနေကောင်းနေဖော်ဆောင်နိုင်ပြီးချမ်းသာဒုက္ခကိုဖြစ်ပေါ်စေနိုင်တဲ့အချက်၄ချက်ရှိတယ်တဲ့အဲ့ဒီအချက်၄ချက်ကိုမှတ်သားနိုင်ကြရမယ်လို့ဒီလိုဆိုတော့အဲ့ဒီအချက်၄ချက်ဆိုတာသုတ္တန်နှစ်ခုလုံးမှာမြတ်စွာဘုရားနံပါတ်1ဥဋ္ဌာဏတံပရာဥဋ္ဌာဏဆိုတာအရာရာမှာတက်တက်ကြွကြွလုံလဝိရိယနဲ့ပြည့်စုံတာကိုဆိုလိုတယ်ဘယ်ကိစ္စပဲလုပ်လုံလဝိရိယရှိရမယ်လို့လုံလဝိရိယနဲ့ပြည့်စုံရမယ်မြတ်စွာဘုရားကဖော်ညွှန်းပြီးတော့ထားတယ်ကိုဘာနဲ့အသက်မွေးဝမ်းကြောင်းလုပ်တယ်လေကိုအသက်မွေးဝမ်းကြောင်းလုပ်တဲ့အလုပ်မှန်သမျှကိုဟာတက်တက်ကြွကြွလုပ်ဖို့လိုအပ်တယ်ဆိုပါစို့ဘုရားလက်ထက်ကအသက်မွေးဝမ်းကြောင်းလုပ်တဲ့အလုပ်တွေနဲ့ပတ်သက်ပြီးဖော်ပြထားတယ်ယတိကတိယာထွန်ရက်စိုက်ပျိုးတဲ့အလုပ်နဲ့အသက်မွေးတာလားယတိဝါနိစ္စယကုံရောင်းဝယ်ကုံတဲ့အနေနဲ့အသက်မွေးတာလားဘာနဲ့အသက်မွေးတယ်လဲကိုယ်အသက်မွေးဝမ်းကြောင်းဟာဘာနဲ့အသက်မွေးတယ်လဲယတိအိတ္တတိနာနော်ရှေးခေတ်ကဒီမြားပြစ်တဲ့လုပ်ငန်းနဲ့အသက်မွေးတာလားယတိရာဇပောရိတေမေမှုထံအနေနဲ့အသက်မွေးတာလားပေါင်းလိုက်မယ်ဆိုရင်တော့စိုက်ပျိုးရေးလုပ်ငန်းနဲ့အသက်မွေးတာရှိတယ်ကုန်ရောင်းကုန်ဝယ်နဲ့အသက်မွေးတာရှိတယ်ဒီမေမှုထမ်းတဲ့အသက်နဲ့မေမှုထမ်းတာနဲ့အသက်မွေးတာရှိတယ်ဝန်ထမ်းအနေနဲ့အသက်မွေးတာရှိတယ်လေးသမားအတတ်များသမားအတတ်တွေနဲ့အသက်မွေးတာရှိတယ်နောက်ဘယ်အတတ်ပညာနဲ့ပဲဖြစ်ဖြစ်လောကမှာအသက်မွေးဝမ်းကြောင်းမှုတွေရှိတယ်အဲ့ဒီအသက်မွေးဝမ်းကြောင်းတဲ့ကိုယ်သက်မွေးတဲ့ဘာနဲ့ပဲအသက်မွေးကိုလှုပ်တဲ့အသက်မွေးဝမ်းကြောင်းမှာတက်ခေါ်လိမ္မာကျွမ်းကျင်ရမယ်ကျွမ်းကျင်မှုရှိရမယ်လို့ဆိုလိုတယ်ဘယ်နည်းနဲ့အသက်မွေးအသက်မွေးတဲ့နေရာမှာကိုလှုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးကျွမ်းကျင်အောင်ခရီးဆိုင်ရမယ်ဒါနံပါတ်1ကျွမ်းကျင်ရုံနဲ့မပြီးဘူးလူကလည်းတက်ကြွပြီးကြိုးစားအထောက်မှုကလည်းလိုအပ်တယ်ဒါကြောင့်မို့အနလက်သုံးပြင်းရတဲ့စိတ်မရှိရဘူးလိမ္မာကျွမ်းကျင်ပြီးတက်တက်ကြွကြွလှုပ်ဆောင်ထားကြမယ်အဲ့တော့ကျွမ်းကျင်ရုံကြိုးစားရုံနဲ့ရောပြီးသလားလို့ဆိုမပြီးဘူးလိုအပ်ချက်ကဘာတော့ဆိုတတ္တရုပါယာယဝိမန္တာယသမဏဂတောဥပါယဝိမန္တာဆိုတာဤပညာကိုခေါ်တယ်ဘယ်လိုလုပ်ရင်အောင်မြင်ကြည်ပွားနိုင်တယ်ဆိုတဲ့ဤပညာစနစ်တွေအဲ့ဒီဤပညာနဲ့လည်းပြည့်စုံရမယ်ဆိုလိုတာကကြိုးစားဆိုတဲ့ထဲမှာလုပ်ငန်းကျွမ်းကျင်မှုဇွဲကောင်းမှုဤပညာထက်မြက်မှုဆိုတာဤပညာရှိမှုဒါအမှန်တမ်းအရေးကြီးတာပေါ့နော်ဤပညာရှိတဲ့သူကတာသွားတော့ဥပမာစိုက်ပျိုးရေးလုပ်တယ်ဆိုတာဆိုစိုက်ပျိုးရေးလုပ်တာတာမန်သမယိုးချစိုက်ပျိုးတာတဲ့ဤပညာနဲ့စနစ်တကျစိုက်ပျိုးတဲ့ပုဂ္ဂိုလ်ကပို့ပြီးတော့အထွက်တိုးတယ်အကျိုးပိုရတယ်တာမန်စိုက်ပျိုးတဲ့ပုဂ္ဂိုလ်ကဒီလောက်ထီအောင်ဖွံ့ဖြိုးတိုးတက်မှုမရှိဘူးဒါကြောင့်မို့ဒီကနေ့ကဘာမှာဤပညာဆိုတာကိုသင်ယူနေကြစိုက်ပျိုးရင်လည်းစိုက်ပျိုးတဲ့ဤပညာဆိုတာရှိတယ်အဲ့တော့ဤပညာလည်းရှိရမယ်လုပ်ငန်းကျွမ်းကျင်မှုလည်းရှိရမယ်ဇွဲကောင်းမှုလည်းရှိရအဲ့ဒီလိုလုပ်တိုင်းတော့ကြိုးစားပြီမဲ့လို့ကြိုးစားတာဒီကျွမ်းကျင်မှုတွေဇွဲကောင်းမှုတွေဤပညာတွေနဲ့ပံ့ပိုးမှအောင်မြင်ကြည်ပွားနိုင်တယ်အဲ့တော့ဘယ်နိုင်ငံပဲဖြစ်ဖြစ်ကြိုးစားလုပ်ကဲဆောင်ရွက်တဲ့နေရာမှာဤပညာတာတဲ့နိုင်ငံကပို့ပြီးတော့ဖွံ့ဖြိုးသွား
အဲ့တော့နိပညာဆိုတာသိအရေးကြီးတယ်ဆိုတာတတ္တရုပါယယဝိမန္တာယသမဏဥပါယဝိမန္တာနိလန်းကိုဆင်ញင်သုံးသပ်နိုင်မှုအဲ့ဒီနိပညာကိုရအောင်ကြိုးစားအထောက်ပါဘယ်လုပ်ငန်းပဲဖြစ်ဖြစ်လုပ်တဲ့ဤစနစ်တွေရှိတယ်အဲ့ဒီစနစ်နဲ့ကြိုးစားအထောက်ရမယ်လို့သူတို့ဆိုတာဒါကြီးပွားတိုးတက်ခြင်းအကြောင်းတစ်ခုဒါရင်ပြီးလာတော့ဆိုပြီးသေးဘူးလူအလုံးမကျွမ်းကျင်တယ်ဆိုတဲ့နေရာမှာအလံကာတုံအလံတန်ဝိဓာတုကိုယ်တိုင်လုံနိုင်စွမ်းလည်းရှိရမယ်စီမံခန့်ခွဲနိုင်စွမ်းလည်းရှိရခဏခေတ်တော့ business လို့ခေါ်ကြတာနော် business management အဲ့လိုခေါ်တဲ့ဘယ်ကိစ္စပဲဖြစ်ဖြစ်သူက management ကျွမ်းကျင်ချင်းစီမံဆောင်ရွက်နိုင်တယ်ဒီတန်ဝိဓာနဆိုတာဒီကနေ့ခေတ်စကားလုံးနဲ့ပြောမယ်ဆိုရင် project ပေါ့စီမံချက်လို့ဆိုအဲ့ဒီ project လို့ခေါ်တယ်စီမံချထားတဲ့ဟာတခုအလံကာတုံကိုယ်တိုင်လည်းလုံနိုင်စွမ်းရှိတယ်ကိုယ်တိုင်ကလုံနိုင်စွမ်းရှိတယ်ဆိုတာကိုယ်တိုင်တတ်သိနားလဲတယ်အလံတန်ဝိဓာတုဘယ်လိုလုပ်ရမလဲဆိုတာစီမံခွဲခြားနိုင်စွမ်းရှိရဟောဒီပညာတွေကဒီကနေ့ခေတ်မှာဆိုပို့ပြီးတော့ကျေပြန့်လာသို့တော့အံ့ဩဖို့ကောင်းတာတော့လွန်ခဲ့တဲ့နှစ်ပေါင်း2600ကမြတ်စွာဘုရားဒီစကားကိုဒီတရားကိုဟောကြားခဲ့တာဒီကနေ့ခေတ်မှာပြောမယ်ဆိုရင်ခေတ်လူတွေကဒီကနေ့မှတိုးတက်လာတယ်လို့ထင်မဟုတ်ဘူးနိုင်ငံခြားအနည်းပညာတွေမပေါ်ခင်တည်းကမြတ်စွာဘုရားကတက်ခလိမ္မာကျွမ်းလုပ်ငန်းကျွမ်းကျင်ရမယ်ဆိုတာပြောတယ်ဥပါယဝိမန္တာနည်းပညာရှိရမယ်ဆိုတာပြောတယ်အလံကာတုံအလံတံဝိတ္တစီမံခန့်ခွဲနိုင်စွမ်းရှိရမယ်ဆိုတာတွေပြောတယ်တော့မြတ်စွာဘုရားပြောမယ်ဆိုရင်တော့မော်ဒန်ဖြစ်တယ်လို့ပြောမြတ်စွာဘုရားရဲ့အဆုံးအမတွေဟာဒီကနေ့ခေတ်ရှေ့ပြေးနေတယ်လို့ပဲပြောဒီကနေ့ခေတ်ကတော့လက်ရှိအခြေအနေမှသူကခေတ်မီတယ်တိုးတက်တယ်လို့ထင်နေကြတယ်သို့သောခေတ်မီတိုးတက်မှုတွေကိုလိုလားရင်မြတ်စွာဘုရားရဲ့အဆုံးအမစကားတွေကိုမှတ်သားနိုင်ယူကြည့်ပါမြတ်စွာဘုရားရဲ့စကားတော်တွေဟာခေတ်မီနေတဲ့အရာတွေသာဖြစ်တယ်ခေတ်ကြိုက်တဲ့ပုဂ္ဂိုလ်တွေအတွက် modernize ဖြစ်ဆုံးဟာမြတ်စွာဘုရားရဲ့အဆုံးအမတရား up to date ဖြစ်တဲ့ပုံ date အောက်သွားတယ်လို့မရှိဘူးကြည့်လောကမှာအောင်မြင်ကြီးပွားမဲ့ပုဂ္ဂိုလ်တွေအတွက်ဥဋ္ဌာဏတမ္ပရာလုံလဝိရိယနဲ့ပြည့်စုံရမယ်ဆိုတဲ့စကားမှာကြိုးစားတိုင်းရသလားဆိုဘယ်ရမလဲမလုပ်အောင်လုပ်ငန်းကျွမ်းကျင်မှုရှိရမယ်ကြိုးစားရုံနဲ့မရဘူးလုပ်ငန်းကျွမ်းကျင်ရမယ်ဟောဥပါယဝိမန္တာနည်းပညာကောင်းရမယ်အလံကတုံလံတံဝိဓာတုံကိုယ်တိုင်လုံနိုင်စွမ်းရှိစီမံခန့်ခွဲထားရမယ်လို့ဆိုအဲ့ဒါတွေချုပ်ရင်းသွားလို့ကတော့အောင်မြင်မှာမဟုတ်ဘူး project လို့ခေါ်တယ်စီမံကိန်းတစ်ခုမှာအဲ့ဒီအချက်တွေကအမှန်တမ်းအရေးကြီးတယ်ဆိုတာကြားလိုက်ရတဲ့ပုဂ္ဂိုလ်တွေဟာတန်တော်ဖြစ်เสีย